ထုလိုက်ဒူဟူဟူလင်လုတ်တဲ့လူကပြောဟေးမောင်းတန်ကြီးကဘယ်နဲ့ဖြစ်လဲဩတော့နေစင်အိုးပေါ်မှောက်ထားတော့စင်အိုးတွေကထွက်လာတဲ့အတန်ဆိုတော့လှိုင်တန်ပေါ့တော့ဟေးမိမကလည်းပြောတတ်နောက်တစ်ခါထုလိုက်ဒူဟူဟူဟေးရောစီကြီးပါလားဟာဩတော့လေတစားနဲ့ရှာတာနှင်းကြလို့ဣနေတာမောင်းတောင်နှင်းကြလို့ဣပြန်တယ်ဟောထုကောင်းလိုက်ထုနေကြောကြထုလိုက်ဒူဟူဟူမဟုတ်ဘူးပြိဿနားလာတော့ဒူနာနာပြစ်လာအဲ့ဒီဒူနာနာអော်ပြီးတော့လင်လုတ်တဲ့လူကလည်းထုပြီးတော့တရားနာပြိဿပြန်အိတ်တော့ဟောဗန်းစုပ်ကလေးဖဲဖို့သူတော့အိတ်ကြပြီအိတ်ရောပေါ့ငါအားရအောင်နှက်သွားတာဗန်းစုပ်ကလေးဖဲစင်ဦးဘော်ကကြော်တက်လမ်းကြားထဲရောက်တော့သူကတုံးလေးသူပုတ်လို့သူဖြစ်သူတွေးပြီးတခစ်ကြီးဟမ်းမလေးဆော်လိုက်လေကွာနာလိုက်တဲ့ထိတ်ကြီးထူတာကိုပြိဿဆော်လိုက်လေကွာနာလိုက်တဲ့ထိတ်ပရိတ်သမန္တာကြောင့်လွတ်လာပါလေပရိတ်ကြောင့်လွတ်တာဟင်ဒီလိုနဲ့တရားနာပြိဿနေလာလိုက်တာနောက်ရကြဟိုကလင်မရှိတော့အတန်ပေးလာတဲ့ရှင်သေးတာကိုပြိဿရဲ့လူကလေးရဲ့မောက်သက်ရှင်မင်းဖေလဲတော့သွားတယ်ခွဲအိပ်ပါတော့လားအတန်ပေးလိုက်သွားတော့သွားခြင်းတယ်ဟိုကကဒုံးတရိယပို့ကြည့်လိုက်တော့ဘူကြီးကမပြောက်သေးဘူးပြီးတော့မလာနိုင်တော့တဲ့အကြောင်းပေါ့လေကြောက်သွားပြီဆိုတဲ့အကြောင်းပြန်ပြီးတော့သူကပရိတ်ရွတ်တလူလူနဲ့သမန္တလာခြင်းမရဲ့လေမနေ့ညကဒူနာတေကိုခွဲကကြောက်လှကြီးရဲ့လေမသွားတော့ဘူးတဲ့ပြိဿနောက်ပြတ်သွားကြတဲ့ဒါကြောင့်ကျွတ်တို့တရားနာပြိဿကြီးလည်းမကောင်းတဲ့အလုပ်တွေဒူနာတေပြီးတော့ဒီကနေ့ကစအဝေးကြီးရှောင်ကြပါစို့ကောင်းမလားပြိဿကြီး